အမကြီးအောင်မချက်ကျွေရင်ဘာနေနေစားလို့အရန်ကောင်းတာပဲဆိုတော့ကျမရဲ့ချစ်တော်ညီမလေးများအတွက်ဒီနေ့လဲအိမ်မရှိတဲ့လက်ကျန်လေးတွေကိုသုံးပြီးတော့အခုလိုမျိုးထိမိကွင်းဟင်းတက်ခွက်ကိုချက်ကျွေးလိုက်ပါတယ်ရှင်မိမိစိတ်ကြတုံးတက်ပြီးအရသာနဲ့ထားတဲ့ပဲပြားလေးတွေကြော်ထားပြီးပြီဆိုရင်တော့ဟိုမရောက်ဒီမရောက်ကြက်ဥ6လုံးကိုလည်းအခွင့်နှော်ပေးထားလိုက်ပါမယ်ရှင်ဒီနေ့မှာချက်မစားလို့ရှိရင်အပင်ပေါက်တော်မဲ့အာလူနှလုံးကိုလည်းအခွင့်နှော်ပြီးအခုလိုမျိုးလေးစိတ်ထားလိုက်ပါမယ်ရှင်ပဲပြားလေးတွေကလည်းကြက်နေပြီဆိုရင်တော့ဆဲပေးထားလိုက်ပါမယ်ရှင်ပြီးရင်တော့စီပူပူထဲမှာအနှစ်အတွက်ကြက်သွန်အဖြူအနေနဲ့ငရုတ်သီးထောင်းထားတာလေးနဲ့အတူကြက်ဥလေးတွေပါထည့်ပြီးတော့အခုလိုမျိုးစီတက်ပေးထားလိုက်ပါမယ်ရှင်စီမကြောက်လို့ကြက်ဥလေးတွေကိုမမတင်းတင်းစားခြင်းနဲ့ဆိုရင်တော့ပဲပြားလေးတွေကိုကြော်တယ်လို့မျိုးသီးတန့်လေးကြော်ပြီးတော့ထည့်လို့လည်းရပါတယ်ရှင်ပြီးရင်တော့အာလူလေးတွေထည့်ရေထည့်ပြီးတော့အာလူလေးတွေနူးတဲ့အထိအဖုံးအုပ်တဲပေးထားလိုက်ပါမယ်ရှင်ဟိုတစ်ခါတော့ချက်စားကြည့်ဖို့တက်တွန်းလိုက်ပါတယ်ရှင်ချက်လာရင်လည်းအာလူတွေကလည်းနူးဤလာပြီဆိုရင်တော့ပဲပြားနဲ့အတူငရုတ်သီးစိမ့်လေးတွေကိုစားခြင်းတဲ့ပမာဏထည့်လိုက်ပါမယ်ရှင်ခုဆိုရင်တော့ပွင့်ထွက်သွားစေမဲ့ကျမရဲ့ပဲပြားချက်ဦးအာလူဟင်းလေးရစားလို့ရပါပြီရှင်